ဒါကတော့ SAL လို့ခေါ်တဲ့ချဲဖြစ်ပါတယ်ဒါကကျတော့ Jiju ဆေးအချိုးမုတ်တော့လို့ခေါ်တဲ့ Jiju ဆေးပဲဖြစ်ပါတယ်ဒါလေးကကျတော့ NACL လို့ခေါ်တဲ့စားပဲဖြစ်ပါတယ်ကျွန်တော်ကတော့အဖုံကြီးဖြစ်တာကြောင့်မလို့စားကို3လုံးသုံးပါတယ်ပြီးတော့ကျွန်တော်ဆိုရင်အဝါရောင်လေးကိုပဲချက်ကြကြောင့်မလို့အဝါရောင်လေးကိုပဲကျွန်တော်သုံးပါတယ်ပြီးတော့အနံ့လေးကိုကျတော့လေကျွန်တော်ကအရှင်မတွေအတွက်အရှင်မတွေအကြိုက်တမယာနံ့လေးကိုပဲကျွန်တော်သုံးထားပါတယ်ခင်ဗျာဒီဂျယ်ကိုအရင်ဆုံးဘုံရောကိုထည့်ပါတယ်ဖြစ်ပါတယ်ရောဒီတော့ဘယ်ရဘူးပြီးတော့ဒီဂျယ်ကို9မိနစ်လောက်မှုပြရဖြစ်ပါတယ်9မိနစ်လောက်ပါကျွန်တော်တော့မှုတာပိုက်လုံးနေမယ်လို့ပါတယ်ဒီလိုပဲညာတို့ညာတစ်ဖက်ပဲမှုရဖြစ်ပါတယ်ဒါဆိုရင်ဟိုဘက်ဒီဘက်မှုလို့ရှိရင်စက်ပြက်စီကပြတ်သွားပါလိမ့်မယ်ပြီးတော့ကိုလိုချင်တယ်လို့လည်းပြတ်တော့မှာမဟုတ်တော့ပါဘူးကျွန်တော်တော့ညာတနာဖြစ်သွားကြမလို့ကျွန်တော်ညာပဲပို့တယ်9မိနစ်ပြည့်သွားပြီဖြစ်ပါတယ်9မိနစ်ပြည့်သွားလို့ရှိရင်ခဏထည့်လိုက်တယ်ဂျယ်ရဆိုလို့ရှိရင်ခွေးလာပါပြီ9မိနစ်ပြည့်သွားလို့ခွေးသားပြီဆိုလို့ရှိရင်ကျွန်တော်ကဆိုရင်အရင်တော့ရေ10လီတာကိုအရင်ထည့်ပါမယ်ဒါဆိုလို့ရှိရင်တော့ရေ10လီတာပုံမှာရှေးဆက်လီတာကိုထည့်ပြီးတဲ့နောက်မှာဒီဟာလေးကိုဒီဂျယ်လေးတွေကိုဒီရေနဲ့ပြုံအောင်တသားလေးဖြစ်သွားအောင်လို့ကျွန်တော်တစ်ခါငွေရပါမယ်ဒါဆိုလို့ရှိရင်ရေဆက်လီတာကိုကျွန်တော်ထိပ်ပြီးမှုထားဖြစ်ပါတယ်ဒါကို25မိနစ်လောက်မှုပေးရပါတယ်အခုဆိုရင်ကျွန်တော်25မိနစ်မှုပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဒီလိုမျိုးအမြုပ်လေးကိုအမြုပ်ထားလာဖြစ်ပါတယ်ပြီးတဲ့နောက်မှာတော့ကျွန်တော်ကနောက်ထပ်ရေဆက်လီတာကိုထည့်ပြီးတော့ထပ်မှုပါဖြစ်ပါတယ်ရေစိတ်ရထည့်ပြီးလို့ရှိရင်အားလုံးရေလီတာ20ဖြစ်သွားပါပြီဒါကိုလည်းဒီလိုမျိုး3-4မိနစ်လောက်ထပ်မှုပေးပါမယ်အခုမှုပြီးတဲ့နောက်မှာတော့ကျွန်တော်ဆိုရင်Jijuဆေးကိုပဲထည့်ပါဖြစ်ပါတယ်ဘောလုံးထဲအိတ်ရပဲရောက်အဲ့တော့မင်းအိတ်ရပဲရောက်Jijuဆေးပဲဖြစ်ပါတယ်ဓမ္မယူလိုက်ဓမ္မယူလိုက်ဘာလို့အိတ်ရမလဲအကြအားပါJijuဆေးထည့်ပြီးတဲ့နောက်မှာရေနဲ့ဒီဟာနဲ့တက်တာတဲ့ကြောက်သွားလို့10မိနစ်လောက်ပို့ကမှဖြစ်ပါတယ်10မိနစ်လောက်ပါအနေနဲ့အားကောင်းလဲဒါဆိုရင်Jijuဆေးပါထည့်ရမှုထားဖြစ်ပါတယ်ဒါဆိုတော်တော်လေးလေးနေပါပြီဒုတ်တက်မှာဆိုရင်
နောက်ထပ်ကျွန်တော်ကနေပြီးရေလေးထည့်ရောပါမယ်ဖြစ်ပါရေထည့်မှဖြစ်ပါတယ်ဒါတော့နောက်ထပ်10လီတာဖြစ်ပါတယ်ကျွန်တော်ဆိုရင်အဖုံကြီးဖြစ်တာကြောင့်မလို့ကျွန်တော်34လီတာထည့်ပါတယ်စက်ပြအဖုံကြီးကိုပဲကျွန်တော်ဝယ်ခိုင်းပါဝယ်သုံးပါစီဒါတော့10လီတာဖြစ်ပါတယ်နောက်ထပ်4လီတာပဲကျွန်တော်ပါတယ်4လီတာပဲထည့်ရတော့မယ်ဒါဆိုလို့ရှိရင်တော့အားလုံးပေါင်းတော့ရေ30နဲ့4လီတာဖြစ်သွားပါပြီဒီရေတွေကိုလည်းတသားလေးကြောင်လို့3-4မိနစ်လောက်မှုပန်းဖြစ်ပါတယ်ဒီနောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဆိုရင် NACL ဆိုတဲ့စာအုပ်ထည့်ပါမယ်အခုဆိုရင်ကျွန်တော်ရဲ့ဒုတ်တက်မှာတော်တော်ကြီးကိုလေးနေပါပြီစာအုပ်ထဲနေရာမှာလည်းတခါတည်းအကုန်မထည့်ပါဘူးနည်းနည်းချင်းထည့်မှာဖြစ်ပါတယ်တဝက်အင်ထည့်ပါမယ်တဝက်ထည့်ပြီးတော့2မိနစ်3မိနစ်တော့မှုပါမယ်မူပြီးတဲ့နောက်မှာနည်းနည်းကျန်တဲ့တဝက်ကိုဆက်ထည့်မှဖြစ်ပါတယ်ဒီခါတော့ကျွန်တော်အကုန်လုံးထည့်လိုက်ပါပြီစပြဆိုရင်ရန်တိုင်းမတူအောင်ပိုလေးလာပါမှုရတွတ်တက်ပါဒီစားဆိုရင်ပြစ်နေတာပေါ့ဒီစားထည့်လို့ရှိရင်စပြထည့်နေပြစ်တက်လာတယ်ကျွန်တော်ဆိုရင်ရေ34လီတာထည့်တာဖြစ်တာကြောင့်မလို့ကျွန်တော်ကစားကို3ထုတ်ခွဲထည့်ပါဖြစ်ပါတယ်ခုနောက်တစ်ထုပ်ထည့်မှဖြစ်ပါတယ်နောက်တစ်ထုပ်လည်းဒီပါပဲတဝက်ချင်းကြီးအရင်ထည့်ပါမယ်စားထဲလေးတော့ဒီအမြုပ်တရားဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့သေးသွားတာဖြစ်ပါတယ်မြုပ်လေးကအရင်မဟုတ်တော့ဘူးတဖြည်းဖြည်းနဲ့သေးသွားတာခုဆိုရင်ကျန်တဲ့နောက်တော့ကိုထည့်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်စားထည့်တာ2000ရှိပါပါပြီခုတော်တော်ကြီးလေးလာနေပါပြီလေးလာပါပြီတော့ဒီနောက်တစ်ထုပ်ကိုလည်းဒီလိုပဲစေးထည့်ပါမယ်တဝက်ထည့်လိုက်တစ်ခါမှုလိုက်ပါပြင်းနဲ့လေးလာရင်တုံးပါအခုနောက်တဲ့ကျန်တဲ့တစ်ဝက်ကိုထည့်မှာဖြစ်ပါတယ်